အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာကတော့ mobile ကြီး Diamond free use လို့ရတဲ့ application တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒီ application ကတော့ကျွန်တော်တို့တကယ်ကို mobile ကြီး Diamond free ရပါတယ် okay ဒါဆိုတော့အဲ့ဒီ application ကြောင်း application ကိုဘယ်လိုမျိုးလောက်ရမလဲဆိုတော့ကျွန်တော်တို့ ਨੇ ကြည့်လိုက်ကြအောင် let's go application လေးကတော့ကျွန်တော်တို့ ML Diamond ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါသူကတော့ကျွန်တော်တို့ Play Store မှာလည်း download ရပါတယ်ကျွန်တော်ပြပါမယ် okay ကျွန်တော်ပြပါမယ်ဒါ Play Store ရဲ့အရင်ဝင်လဲပေါ့နော် bro ဒေါ်မယ်ဆိုရင် okay Play Store ရဲ့ဝင်ပြီးရင်ကျွန်တော်တို့ ML Diamond ပဲရိုက်ရှာလိုက်ပေါ့နော်ဒီမှာ ML Diamond လို့ရိုက်ရှာလိုက်အဲ့မှာ bro တွေ့ရလိုက်မယ်ဒီမှာဒီ application လေးအဲ့ဒါလေး okay အဲ့ဒါထဲဝင်လိုက်ကျွန်တော်ဝင်လိုက်မယ်ဒီတက်မှာ bro တို့ login စဝင်ရင် bro တို့အနေနဲ့ Gmail တစ်ကောက်နဲ့ login ဝင်ပေးလိုက်ပါဒါဆိုရင်ရပါပြီကျွန်တော်ကတော့ login ဝင်ပြီးသားမဟုတ်လို့ okay ဒီလိုပေါ်စံလေးရောက်သွားပါတယ်ဒီလိုမျိုးလေးရောက်ရင် bro အနေနဲ့ဒီမှာပေါ်စောမှာမြင်လားမသိဘူးအဲ့ဒါဒီမှာပေါ်စောခုနပေါ်စောဟာကတော့ခီးစောရဟာပေါ့နော်အဲ့ဒါ diamond တွေဘာတွေလဲလောက်လို့ရတယ်ဒီမှာလည်းရတယ်okay ဗီဒီယိုလေးကြည့်ပြီးလဲလောက်လို့ရတယ်ဒီကတော့ကျွန်တော်လက်တစ်ခုရတယ်မျှဝေရတယ်ဗောနော်တန်ခါကျတဲ့အဲ့ဒီလက်ရရင်ဝင်လာတဲ့လူကတော့ကျွန်တော်မှလည်းကျွန်တော်ပရိုတို့မျှဝေခိုင်းတဲ့ရှာအဲ့ဒါဆိုကျွန်တော်မှလည်း900ရတယ်ပရိုတို့မှလည်း900ရတယ်အဲ့ဒီလက်ရဝင်လာတဲ့ဖြစ်တဲ့အတွက် okay ဒီမှာဂီးတွေလည်းစောလို့ရတယ်ဂီးစောမယ်ဆိုအင်းဆုံးကျွန်တော်တို့ဒီထက်ဝင်အဲ့ဒီပေါ်စောခုနနှိမ့်ပြတဲ့တိုင်ဝင်လိုက်ပြီးရင်ပေါ်စောဟာလေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ဖွင့်ပေးရပါတယ်ဒီမှာပေါ့နော်ဖွင့်ပြီးရင်အဲ့ဒါလေးဖွင့်ပေးလိုက်ပါဒါဆိုရင်တော့ဂီးစောလို့ရပါပြီ okay အဲ့ဒီလိုမျိုးပြန်ရောက်လာမယ်ပြီးရင်အဲ့မှာဂီးတွေပေါ်လာမယ်ပေါ့နော် okay ဒီမှာပါကျွန်တော်နေတဲ့တကားကိုထုတ်ပြီးပါပြီတကယ်ကိုရပါတယ်ခင်ဗျဒီမှာကတော့ကျွန်တော်ခုနဆော့ထားတဲ့ပေါ့နော်ဂီးပေါ်ဟာဆိုအားလုံးမရှင်နဲ့အားလုံးသူပေးတဲ့မရှင်အားလုံးပြီးသွားပြီဂီးပေါ့နော်ဒီကတော့1900တော့ကျွန်တော်မှရတယ် okay တကယ်ကို diamond တွေကတော့လဲလို့ရတယ်ပေါ့နော် okay ဒါကြောင့်ဒီကတော့တကယ်ကိုရပါတယ်လို့ကျွန်တော်အနေနဲ့ပြောရှိပါတယ်အဲ့တော့ပဲဒါဆိုတော့လိုက်လို့ကြပါတကယ်ကိုရပါတယ်ဒီ diamond ကတော့ဘလို့အနေနဲ့ရပြီးသားလူတွေရတယ် comment လေးမှာရတယ်လို့ပြီးမှတ်ခဲ့ပေးပါတော့ကြာကျွန်တော်တို့ဟိုဖြစ်မယ်ဆိုလို့ပေါ့နော်မရဘူးဆိုပြီးဖြစ်မှာဆိုလို့ comment လေးမှာဒီ application ကိုတောက်ပြီးတော့ရရင်ရတဲ့ခါဆိုရင်ရတယ်လို့မှတ်ခဲ့ပေးပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ comment မှာလည်းဒီ application လေးတွေချပေးထားမယ်လူကတော့ Play Store မှာလည်း download ရပါမယ်ကျွန်တော်လက်ရတယ်ဝင်ပေးပေါ့နော်ဒါမှ Pro တွေလည်း900ရမယ်ကျွန်တော်လည်း900ရမယ်ပေါ့နော် okay အားလုံးပဲ bye bye